Hello, welcome back everyone. IP routing tutorial 5. Tutorial 5 မှာကျွန်တော်တို့ static route configure လုပ်ကြည့်လိုက်အောင် Okay. ကျွန်တော်တို့ router 1ရဲ့ routing table ကျွန်တော်တို့တစ်ခေါက်ပြန် check ကြည့်တယ် Next destination, next hop ကျွန်တော်သိတယ်။ကျွန်တော်တို့သွားချင်တဲ့နေရာတွေဒီပေးမှာလဲဆိုလို့ရှိရင်ဒီ segment တစ်ခုရှိမယ်ဒီ segment တစ်ခုရှိမယ် Okay. ကြည့်လိုက်အောင် IP route 10.1.23.0 segment ကိုကျွန်တော်သွားမယ်/24ကျွန်တော် next hop ဒီ 10.1.12.2 ဒီကောင်းလေးဟုတ်နော်ဒီ segment တော့ဒီကောင်းလေးဒီဟုတ်ပြီနော်အဲ့ပြီးကျွန်တော်နောက်တစ်ကြောင်း configure မလုပ်ခင် check ကြည့်မယ် do show your route ဒီ config ထဲမှာရိုက်မယ်ဆိုရင် do ထည့်ပေးရကျွန်တော်တွေ့သွားတယ် s static route 10.1.23 ကိုတွားဖို့အတွက်ဆိုလို့ရှိရင် next hop ဒီ 10.1.12.2 ကနေဖြတ်သွားမယ်ဆိုတော့ကျွန်တော်တွေ့ရ Okay, next one is 192.168.34.0 10.1.12.2 saying do show up your route. Okay, ကျွန်တော်ဒီမှာတွေ့သွားတယ်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ map routing table မှာဒီကိုလေးတွားတတ်တယ်ဒီကိုလေးတွားတတ်တယ် Okay စမ်းကြည့်အောင်တကယ်ဆိုရင် ping လို့ရတဲ့နေ Okay router 1 ကနေ ping ကျွန်တော်တို့ဒီကိုလှမ်း ping မယ်ဆိုပါစို့ 192.168.23.2 ကို ping ကြည့်မယ် ping လို့ရလားပေါ့ Okay sorry 10.1.23.2 Okay ping လို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင် router 1 က 10.1.23.2 ကိုတော့သူ့ရဲ့ routing table ကို check လိုက်တဲ့အခါမှာ 10.1.23.0 တွေ့တယ် 10.1.12.2 ကိုသွားမယ်ပေါ့ဒီအဲ့တော့ဘယ်ရောက်သွားလဲဆိုရင် router 2 စီကို packet ကရောက်သွားတယ် router 2 က check လုပ်တယ်ဘာလဲဆိုရင် router 2 မှာ router 2 က reply ပြန်မယ် packet ကဘယ်ရလာလဲဆိုလို့ရှိရင်ဒီကနေလာတာ 10.1.12.1 ကနေလာတယ်အဲ့တော့ router 2 ကသူ့ရဲ့ routing table မှာ check လိုက်တယ် Okay သူပြန်သွားတယ် 10.1.12.0 ကသူရဲ့ directly connected အဲ့ဒါနဲ့ reply ရပါတယ် Okay Okay အဲ့တော့နောက်တစ်ခုစမ်းကြည့်အောင် 10.1.23.3 ဒီကောင်ကို ping ကြည့်မယ်ရလား fail မရဘူး Okay အားကြောင့်ကြည့်ကြည့်အောင် router 1 10.1.23 ကိုတွားတတ်တယ် next hop က 10.1.12.2 10.1.12.2 ဒီ router 2 router 2 ကိုရောက်တယ် router 2 မှာ 10.1.23 ကအဲဆိုရင် directly connected ဒါပေမဲ့သတိထားမိလား 10.1.23.3 ဒီ router 2 ရဲ့ဟာမဟုတ် router 3 ရဲ့ဟာ Okay အဲ့တော့ packet ကဒီနားမှာပျောက်သွားအဲ့တော့ router 2 မှာကြည့်လိုက်တယ် router 2 က 10.1.12.1 ကို reply မပြန်တတ်ဘူး router 3 ကအဲဒါလို့ဆိုရင် router 3 မှာ 10.1.12 ကိုသူမသွားတတ်ဘူး Okay နှစ်ဖက်အမြင်နဲ့ကြည့်ရအောင်အဲ့တော့ဘာလဲဆိုရင်ကျွန်တော်တို့က router 3 ကနေပြီးတော့ဒီကိုသွားဖို့ router ကြောင်းထည့်ပေးလိုက်လို့ရှိရင်အဆင်ပြေနိုင်တယ် Okay အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်ကျွန်တော်ဒီမှာ 10.1.23.3 က ping ထားတယ် fail ဖြစ်တယ် Okay အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင် router 3 မှာ IP route ထည့်ပေးလိုက်မယ် 10.1.12.0 255.255.0 သူရဲ့ gateway ဒီ 10.1.3 ကဒီကိုသွားမယ်ဆိုရင်သူ့ရဲ့ gateway 10.1.23.2 ဒီကောင် router 3 ရဲ့ကြည့်မယ်ဆိုရင် Okay အဲ့ဆိုရင်သူက router 3 ကသွားတက်သွားတယ်ပြန်ပင်းကြည့် Okay ခုရသွားတယ် Alright Okay အဲ့တော့ router 1 ကဘယ်ကိုသွားတက်လဲဆိုရင်ဒီထိသွားတက်သွားတယ်အဲ့ router 1 ဒီထိမသွားတက်သေးဘူးအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင် 192.168.34.0 ကျွန်တော်ရဲ့ segment လေး 255.30 ကိုပဲသွားတင်လိုက်ပြီ 252 ကျွန်တော်ရဲ့ gateway ဒီ 10.1.12.2 ဒီကောင်လေး router 1 ကဒီတော့ gateway ရဒီကောင် Okay router 1 ကသွားတက်တယ်ဟိုနှစ်ချောင်းဖြစ်သွားတယ်ဖြစ်လိုက်
again no လေးထည့်ပြလိုက်ရ okay router 1 yani bio ping 192.168.34.1 မရအောင်ဘာလို့လဲဆိုတော့ reply မပြန်တတ်ဘူးဒီကနေပြီးဒီကိုပြန်မသွားတတ်ဘူးအဲ့တော့ router 4 config t happy route က 10.1.12.0 255.0 10 သူရဲ့ gateway ဒီ 192.168.34.3 sorry 34.1 router 4ကနေကြည့်မယ်ဆိုရင်ဒီကိုတော့အတွက်သူ gateway ဒီကောင်းလေးokay router 4ကနေသွားတက်သွားပြီ router 1ရဲ့ဒီဘက်အဲ့တော့ ping ကြည့်မယ် successful or fail ဒီ video လေး possible ကိုစဉ်းစားကြည့် fail ဘာကြောင့် ping လို့မရတာ okay တစ်စင်းချင်းကျွန်တော် troubleshoot လုပ်အဲ့တော့ router 1ကဘာလဲဆိုရင်ကျွန်တော်ဒီမှာခြာရေးလိုက် 10.1.12.1 ကနေပြီးတော့ဒါ source okay ကျွန်တော်သွားခြင်းတဲ့ destination ဒီ 192.168.34.2 ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင် router 1ကဒါကြည့်သွားခြင်း router 1ရဲ့ routing table ကျွန်တော် check လုပ်လိုက် show IP route သွားခြင်းတဲ့ destination က 192.168.34.0 သွားလို့သွားတတ်တယ် 10.1.12.2 ကိုသွားမယ်ဒီကိုရောက်သွားမယ် okay ဒီမှာ check တယ်အဲ့တော့ဒီမှာဆက်ပြီးတော့ပို့ပေးရမှာ destination က 192.168.34.2 right 34.2 ဘာဖြစ်လဲတော့သူက 34.2 မသွားတဲ့ 34.0 segment ကိုသူမသွားတဲ့သူ routing table မှာအဲ့တော့ဘာလုပ်ပြရအောင်အဲ့တော့2မှာ configure လုပ်လိုက် config t IP route 192.168.34.0 255.255.255.252 10.1.23.3 okay အဲ့တော့2မှာထည့်ပေးလိုက်ဟုတ်နော်အဲ့တော့ okay ပြန်ပြီးတော့ ping ကြည့်မယ် okay ရပါပြီ 34.1 ဒီကြည့်ရ what about 34.2 ရပါပြီ okay trace လိုက်ကြည့်အောင် router 1 34.0 segment သွားတယ် router 2 ကိုရောက်မယ် router 2 က check မယ် router 2 ရဲ့ routing table ထဲမှာ check ကြည့်တော့ 10.1.34 သူသွားတတ်တယ် ဘယ် next call ကပဲလဲဆိုရင် 10.1.23.3 ကိုပို့ရမယ် okay 10.1.23.3 ကိုရောက်တယ်10.1 router 3ရောက်တဲ့ခါမှာသူက destination 192.168.34.0 okay 34.0 ဒီ directly connected ဒါပေမဲ့ 34 သွားနေတာ 34.2 so router 4 ကိုဆက်ပို့ရမယ် router 4 က check ကြည့်တယ် okay သူ့မှာ 34 တော့ 192.168.34 segment directly connected okay အဲ့တော့ router 4 က reply ပြန်ရမယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုရင် router 4 ကနေပြီးတော့ဘယ် reply ပြန်ရမလဲဆိုရင်သူက destination သူ့ရဲ့ဟာပြောင်းရင်ဖြစ်သွားပြီဒီကောင်က destination ဖြစ်သွားပြီဒီကောင် source ပြောင်းသွားပြီဟုတ်နော်ကျန်နေရပြီအဲ့လိုမျိုးရအဲ့တော့ 34.2 ကနေပြီးတော့ destination 10.1သူဒီကစတာကိုဒီဘက်ကို reply ပြန်ပေးရမယ်အဲ့တော့ router 4ကပါချက်လဲဆိုရင်သူ 10.1.12.0 segment သွားတယ်လားသူ check တယ် 10.1.12 okay သွားတယ်သူရဲ့ next copy 192.168.34.1 34.1ဒီဗါလေ router 3 router 3ကိုပြန်ရောက်သွားတယ် router 3ကနေပြီးတော့ check တယ်သူသွားမှာ 10.1.12.1 သူ reply ပြန်အဲ့ 10.1.12.1 သူသွားတယ် okay ဘယ်လိုလဲဆိုရင် 10.1.23.3.2 ကိုပို့ရမယ် 3.2 ဒီ router 2 okay router 2ကိုရောက်သွားတယ် router 2ကနေကြည့်မယ် 10.1.12.1 okay directly connected ဒါပေမဲ့ router 1ဒီဘယ်လိုပိုင်လဲဆိုရင် router 1ပိုင်တယ် so go to the router 1
router 1 channel 1 12 0 directly connected အဲ့လိုနဲ့ကျွန်တော်ကပြင်လို့ရပါတယ် ping up arrow နှိပ်လို့ရှိရင်ဒီညလုံးရိုက်ခဲ့ပြန် comment လေးပြန်ပေါ်တယ် alright ဒါ router 1အဲ့လိုပဲ router 3ကနေပြီးတော့ ping ကြည့်မယ် 10.1.12.1 okay router 4နဲ့ဆန်းကြည့်မယ် 10.1.12.1 10.1.12.2 okay 10.1.23.2 okay router 4က 10.1.23.2 မသွားတတ်ဘူးဒီကိုမသွားတတ်ဘူးဘာကြောင့်လဲ check ကြည့်မယ် show IP route ကျွန်တော်မှာ route မရှိဘူး okay config t IP route 10.1.23.0 10. 2 gateway 192.168 34 okay ping jime 10.1.23.2 now it's okay 10.1.23.3 simply y okay router 3 router 3 မှာဆိုရင် directly connected က2ခု static route က1ခု router 1 alright ဆိုတာဆိုလို့ရှိရင် static route ကိုသဘောပေါက်တော့ပြီလို့ယူဆပါတယ် lab ကိုမြန်မြန်လုပ်ပါကိုယ်တိုင်ပြန်ပြီးလေ့လာကြည့်ပါတူတူတွေချုံနေရာလေးနားမလည်လို့ရှိရင် pause လုပ်ပြီးတော့တေချာလေးလိုက်ပြီးတော့စမ်းသပ်ကြည့် alright so thank you very much everyone see you in the next tutorial